ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်အင်းဒီနာချင်းတွေအားလုံးနဲ့အတူတူဒေါ်ကြီးကအသီးနှံတွေကိုဝယ်နေပါတယ်ဘာအသီးနှံလေးများလိုချင်လဲပြောပါဗျလိုချင်တာအကုန်ရစီရပါမယ်ပန်းမောင်လာနဲ့ကော်ပီတုတ်ပေးပါဟဲ့ရီရီရေနေကပင်စိမ်းရွက်တွေအရင်ကြိုက်တာမလားဘာလို့ပင်စိမ်းရွက်တွေမဝဲတာလဲအေးလေဟုတ်သားပဲနေမနေ့ကတော့ပင်စိမ်းရွက်ရှိလားမေးနေသေးတာ哦ဒီနေ့ကြရှိတော့မဝဲဘူးလားဘလို့ပင်စိမ်းရွက်ရပြီလားဟာငါတတိတောင်မထားမိလိုက်ဘူးပဲဒါဆိုအကိုကြီးရေဒီလိုလှုပ်လိုက်လေကော်ပီတွေပါထားလိုက်တော့ကျမပင်စိမ်းရွက်တွေအကုန်ထည့်ပေးပြီးတော့ပင်စိမ်းရွက်တွေကြီးပဲ9မျိုးလောက်တစ်မျိုးစီထည့်ပေးနော်ရှိတဲ့ဟင်းနုနွယ်ရွက်ကစွန်းရွက်ပူစီနံရွက်အကုန်သာထည့်ဟင်ဘာလို့လဲအဲ့လောက်အရွယ်စိမ့်တွေအများကြီးဝယ်ပြီးတော့ဘာလို့မှလဲမကြီးရဲ့ကျမလည်းလှဲနဲ့ဆိုင်ဖွင့်မလို့လေပြီးရင်ရက်ွက်တကောင်လှည့်ပြီးတော့လိုက်ရောင်းဖို့ဘာလို့ပြောနေရလဲဗျအမကဟင်းချက်ဖို့အတီးရွယ်လာဝယ်နေတာမဟုတ်ဘူးလားဟင်းချက်ဖို့လာဝယ်တာဆိုတာသိရင်လည်းဘာလို့မင်းနေသေးတာတော့ဟုတ်ကဲ့ sorry ပါဗျာရောပါပင်စိမ့်တွေပါ9မျိုးထည့်ပေးလိုက်တယ်နော်ဒါနဲ့ပဲဟင်းရွယ်9မျိုးကိုပဲကအင်ကိုပြန်လာခဲ့ပါတယ်အမလေးနော်ဟင်းရွက်9မျိုးတော့ဝယ်သွားလိုက်ပြီအခုသူတို့အိမ်ကချွေးမတော့အဲ့ဒါတွေကိုချိန်ရတော်တော်လေးကိုခေါင်းစားတော့မှာပဲအေးလေအဲ့ဒါပြောတာအခုစောင်းရတီကိုလည်းရောက်လာပြီဆိုတော့အခုအစပြီးနှစ်တိုင်းလိုမျိုးသူတို့အိမ်မှာပင်စိမ်းရွက်ပေါင်း9မျိုးလောက်ကိုပဲနေ့တိုင်းချက်စားတော့မှထင်တယ်သူတို့အိမ်ကလူတွေကတော့ဘလို့များအဲ့ဒါတွေကိုစားနိုင်လဲမသိဘူးဒီလိုမျိုးအိမ်နီးနားချင်းတွေလည်းသူ့ကိုလှောင်ရီကပြန်သွားကြပါတော့တယ်တစ်ဖက်မှာတော့ဒေါ်ကြီးဟာတချင်းဆိုရင်ကအိမ်ထဲကိုဝင်သွားလိုက်ပါတော့တယ်ပင်စိမ်းရွက်ချက်မယ်ပင်စိမ်းရွက်ချက်မယ်ဒီနေ့လည်းအိမ်မှာပင်စိမ်းရွက်ပေါင်းစုံမဲ့ချက်မယ်အရွက်တွေစားရင်အားပြည့်ပြီးတော့ကျမကြီးနဲ့လည်းညီညွတ်တယ်လေဘလို့အမေဒီနေ့ပင်စိမ်းရွက်တွေဝယ်လာလားဈေးမှာပင်စိမ်းရွက်တွေတောင်ရောင်းနေပြီလားအေးဟုတ်တယ်ဈေးထဲမှာပင်စိမ်းရွက်တွေရောင်းနေပြီအခုအစပြီးငါတို့အိမ်မှာနေ့တိုင်းပင်စိမ်းရွက်တွေပဲချက်တော့မှလေနှစ်တိုင်းလိုပဲပေါ့ဟဲ့ပြီးတော့ငါပင်စိမ်းရွက်တွေကိုတစ်မျိုးစီအများကြီးဝယ်လာတယ်9မျိုးတောင်မှငါတို့ဒီနေ့တော့ထမင်းဆိုင်အရင်ကိုရတာရှိစားလို့ရပြီတကယ်လားရင်အမေကအကောင်းဆုံးပဲပင်စိမ်းရွက်ဟင်းနဲ့ထမင်းစားရတာလောက်ကောင်းတာကိုမရှိဘူးအေးအဲ့ဒါချွေးမလေးအရသာရှိချက်တတ်ဖို့လည်းလိုသေးတယ်ခဏနေအောင်ငါသူ့စီကိုသွားလိုက်အောင်မယ်သွားပြီးတော့ငါပင်စိမ်းရွက်တွေကိုကောင်းကောင်းချက်ဖို့သွားပြောလိုက်မယ်ဒီလိုပြောပြီးဒေါ်ကြီးလည်းပင်စိမ်းရွက်တွေကိုယူကမိဖို့ကြောင့်လေးကိုသွားလိုက်ပါတော့တယ်ဒီခါမှာပင်စိမ်းတွေကိုမြင်လိုက်ရတဲ့ချွေးမလေးခင်မောင်လေးတွေးလိုက်ပါတော့တယ်ဒါပါလေအမေထပ်ပြီးတော့ပင်စိမ်းရွက်တွေဝယ်လာပြက်မိလားဘလို့လောက်ရမှာလဲဖះရေအမေကပင်စိမ်းရွက်တွေဝယ်လာပြီးဆိုရင်ငါမှနှွေးကောင်းကောင်းကြည့်မိုးကြိုးပြစ်ချတယ်လို့ခံစားရတယ်ဟေးချွေးမလေးရေနင်ငါ့ကိုကြည့်ပြီးတော့ဘာတွေတွေးနေရတော့ကဲဒီမဲ့ငါဒီနေ့နေ့လယ်စာချက်ဖို့အတွက်ပင်စိမ်းရွက်9မျိုးဝယ်လာတယ်အခုတာတွေမြင်ချွေပြီးတော့တေချာလေးကိုစေးကြောငါတို့တောင်ညစာအတွက်တေချာလေးချက်စားကြမယ်ဘလို့တခါတည်းနဲ့ပင်စိမ်းရွက်9မျိုးတောင်ဝယ်လာလားပြီးတော့အဲ့ဓာတွေအဲ့လောက်အများကြီးကိုဘသူကစားမှာလဲဟုတ်တယ်လေကဲအခုတည်းကတေချာလို့တော့ဒါမှညစာမီကြက်မှာပြီးတော့ဘသူကစားမှာလဲဆိုတာဘာလို့မေးတာလဲတအိမ်လုံးစားတယ်လေနင်ကချက်ဆက်ရှိတာသာချက်စမ်းပါစားမဲ့သူမရှိမှတော့စိတ်ဘူးမနေနဲ့ဒီလိုပြောပြီးတော့ဒေါ်ကြီးလည်းပဲပြန်ထွက်သွားပါတော့တယ်ဒါနဲ့ခင်မောင်လည်းအရွက်တွေကိုချကထိုင်ပြီးတော့ချွေနေပါတယ်ဒီလောက်အရွက်တွေများကြီးကိုဝယ်လာရတယ်လို့ဒါတွေကိုဘယ်ချင်းချွေးလို့ပြီးတော့ဘယ်ချင်းလှီးလို့ပြီးမှလဲပြီးတော့ရေကဆေးရအောင်မှာဟင်းချက်ဖို့ပြင်ဆင်ရအောင်မှာနဲ့ဒီနေ့တော့ငါခါချိုးမတက်လှလှရတော့မှာပဲပြီးတော့အခုကပင်စိမ်းရွက်တွေပေါ်တဲ့ရာသီလဲရောက်ပြီဆိုတော့အခုနေ့တိုင်းအရွက်တွေဝယ်လာပြီးငါ့အမေဒုက္ခပြီးတော့မှတေးချနေပြီအရွက်တွေတလောက်များကြီးကိုရေအေးကြီးနဲ့ဆေးရမှာလဲစိတ်ပြတ်လိုက်တာဟာဒီလိုပြောပြီးခင်မုံလေးတယောက်တည်းရေရွက်ကအရင်ဆုံးလှီးရမယ့်အရွက်တွေကိုလှီးလိုက်ပါတော့တယ်ပြီးတော့စီးကြောလိုက်ပြီးတော့ရူတီမုံတွေကိုလောက်ကအရွက်တွေကိုရတာမုံတွေစစ်ပြီးတီချာချက်ပြုတ်လိုက်ပါတော့တယ်တစ်ဖက်ကထမင်းစားစပွဲမှာတော့ချွေးမလေးရေပင်စိမ်းရွက်ဟင်းချက်နေတာပြီးပြီလားဟဲ့အရွက်ဟင်းအနှံ့လေးကမွေးလွန်းလို့ငါတော့အရန်ကိုစားချင်နေပြီခင်မောင်ရေအမြန်လို့ဟိငါတို့ထပ်မဆောင်နိုင်တော့ဘူးမင်းချက်နေတဲ့ဟင်းနှံလေးတွေကြောင့်မိဖို့ကြောင့်လည်းဝင်ပြီးချက်ချင်းကိုစားပြစ်လိုက်ခြင်းစိတ်တွေပေါက်နေပြီအမရေအမြန်လို့ပါတော့ထပ်ပြီးတော့မဆောင်နိုင်တော့ဘူးပင်စိမ်းရွက်ဟင်းတွေအရန်စားကျင်နေပြီသူတို့အတန်တွေကိုနားထောင်ပြီးခင်မုံလေးမိဖို့ကြောင့်လေးမှာတယောက်တည်းပြောလိုက်ပါတော့တယ်လာပါပြီဖះရေတ
တကယ်ပါဘလို့မိသားစုဝင်တွေလည်းမသိပါဘူးတော့နေနေညညပင်စိမ့်ရွက်ဟင်းပဲလုံနေကြတယ်အခုအားလုံးအဝကျွေးပြစ်လိုက်မယ်အရက်ဆွဲလန်းနေရလည်းမဟုတ်ဘူးငါအိမ်ကလူတွေကအရက်ကိုဆွဲလန်းနေကြတာပဲ ဒီလိုမျိုးပွားစီပြောပြီးတော့ခင်မောင်လေးထမင်းတွေကိုစပွဲမှာသွားချပေးလိုက်ပါတော့တယ်ဒါနဲ့ပဲအားလုံးလေးစားလိုက်ကြပါတော့တယ် နင်ဘလို့များချက်ထားလဲငါတို့ဆိုင်ရထကချင်စိတ်ပါပေါက်လာပြီဟေ့ တကယ်ချက်ထားတဲ့ပင်စင်းရဟင်းတွေကစားရတာကောင်းလို့အရသာကိုဖော်ပြဖို့တောင်ခက်ခဲတယ်အားလုံးနဲ့မှငါအကြိုက်ဆုံးကတော့ဟင်းနုနယ်ရွက်ဟင်းပဲ ဟင်းနုနယ်ရွက်ဟင်းကလည်းကောင်းတယ်ဆိုပေမဲ့ဒီဘက်ကပင်စိမ့်ရွက်ဟင်းကပိုကောင်းတယ် အားလုံးနဲ့မှအကြိုက်ဆုံးကတော့ဒီရွက်ဟင်းပဲအရသာပူပူဆက်ဆက်လေးနဲ့တကယ်ကိုစားလို့ကောင်းတယ်ဒါလောက်ကောင်းတဲ့အရသာဖော်ပြလို့တော့မရဘူး တကယ်ပါချွေးမလေးရေနင်တကယ်ကိုထူးခြားတဲ့ဟင်းရွက်ဟင်းတွေချက်ပေးထားတာပဲငါတော့စားပြီးရင်ထပ်စားချင်ဖြစ်နေပြီ ဆောင်းရာသီစဝင်ပြီးဒီနေ့ကပထမဆုံးအနေနဲ့ဟင်းရွက်ဟင်းတွေကိုစားရတာပဲအခုရှေ့ရှောင်းနေတိုင်းပင်စင်းရွက်တွေပဲချက်ပြီးတော့စားရမယ် ဟုတ်ပါတယ်နင်တို့တွေကတော့အားရပါရစားကြပေါ့ငါတော့နင်တို့အားရပါရချက်ပေးမယ်ဒီလိုပဲငါတော့နှစ်တိုင်းစောင်းရသည်ရောက်ပြီဆိုရင်ဒီအရွက်တွေကိုပဲညီးငွေ့အောင်ချက်ပြုတ်ရပြီတခြားအလုပ်လည်းပြီးအောင်မလုပ်ရဘူးတနေ့ကုန်ဒီရွက်တွေနဲ့ပဲအလုပ်ရှုပ်နေရတယ်ပြီးရင်တခြားအလုပ်တွေလည်းလဲမကြည့်ရပဲအခက်တွေ့နေရတယ်ပြီးရင်တော့တခြားအလုပ်တွေမပြီးလို့ငါပဲအပြောခံရသေးတယ် ခင်မုံကြီးမင်းဘာလို့ဘာမှမပြောပဲရက်နေတာလေငါတို့မင်းချက်တာကိုချီးကျူးနေကြတာလေ ဟုတ်ပါတယ်စားကြပါရှင်တို့ပဲစိတ်ကြအားရပါရစားကြဒီလောက်မုံအောင်စားနေရလဲတစ်ခါချက်တိုင်းမစားဘူးတလို့ပဲအားရပါရစားနေလိုက်ကြတာကျမတော့စိတ်ညစ်လို့သေတော့မယ် ဟမ်တူနဲ့ဘာပြောလိုက်တာလဲ ဩမပြောပါဘူးကျမပြောတာလေတေချာလေအရွက်တွေကိုဆေးကြောတန့်စင်ပြီးမှလက်ဆက်လေးချက်ထားတာမလို့ကောင်းမှာတော့တေချာတယ်လို့အဲ့ဒါကြောင့်စိတ်ကြိုက်တာစားပါအဝတာစားနော် ဒီလိုနဲ့ပဲအားလုံးလည်းအတူတူစားလိုက်ကြပါတော့တယ်ပြီးတော့အနည်းနေ့ကစပြီးနေတိုင်းသူတို့အိမ်မှာပင်စင်းရွက်ဟင်းတွေကိုမနာတဲ့ချက်ကြပါတော့တယ်ဒီလိုနဲ့တရက်ချမ်းနေမှာတော့ အမေရဲ့အိမ်မှာပြီးခဲ့တဲ့နှစ်ပတ်လောက်ထဲအိမ်မှာဆက်တိုက်ပင်စိမ့်ရွက်ဟင်းပဲချက်နေတာသမီးလည်းအဲ့ဒါတွေနေတိုင်းစားပြီးပြင်းလာပြီဒီနေ့တော့တခြားဟာတစ်ခုခုချက်ရအောင်နော်အေးလေချက်တာပေါ့နေတိုင်းစားနေရလို့မစားချင်ဘူးဆိုရင်လည်းနင်စားချင်တဲ့ဟာသာချက်လိုက်လေဟာတဲဟုတ်ပါလားဒီနေ့တော့အမေကငါပြောတာလွယ်လွယ်ကူကူလက်ခံလိုက်တာပဲအမေကအလောက်လည်းမစိုးပါဘူးဒီလိုဆိုတော့လေနင်ချက်ပြီးတော့နည်းနည်းလောက်ပင်စိမ့်ရွက်လေးပါထည့်ချက်ပြီးနော်အကျော်မားဆိုလဲကြက်သွန်နဲ့ပင်စိမ့်ရွက်လေးနည်းနည်းလောက်ထည့်ပြီးကြော်ပြီးနော်ဩငါရောက်ခမကြီးကငါထင်တယ်လို့မစိုးပါလားလို့တွေးနေတာမဟုတ်ဘူးပဲငါမထင်ထားလောက်အောင်ကိုစိုးနေတာတကယ်တော့ဘသူကအကျော်စားတဲ့ထဲပင်စိမ့်ရွက်ကြီးကိုတကူးတကထည့်มาလေလို့ငါတော့ခေါင်းချအောင်လာလုံနေပြီငါအပျော်လေးတွေက2မိနစ်တောင်မခံလိုက်ပါလားဟဲ့ဘာဖြစ်နေရတော့ချွေးမနင်ဘာတွေးနေရတော့အကောင်တွေးနေတာတော့ဟုတ်တယ်မလားဒီမဲ့ချွေးမလေးအစိမ်းရောင်ရှိတဲ့ပင်စိမ့်ရွက်တွေကိုစားရတာကျမကြီးအတွက်ဘလောက်ကောင်းလိုက်လဲသိလားဟာမဟုတ်တာမေရဲ့အမပင်စိမ့်ထဲချဲလို့ပြောလိုက်လို့ပြောပြီးတွေးနေတာဖြစ်ပါလိမ့်မယ်ဟုတ်တယ်နော်အမဟုတ်ပါတယ်ရောင်းမလေးရဲ့ကျမသဘောကျလို့တွေးနေရပါကျမတွေးနေတာလေအကျော်လေးကိုပင်စိမ့်လေးထည့်ဆိုင်တော်တော်လေးကိုအရသာရှိမှာပဲလို့အမေကျန်တကယ်ကိုကောင်းပါတယ်ဟုတ်တယ်နော်နင်ကသဘောပေါက်လွယ်သားပဲကဲသွားနင်ခုပဲပင်စိမ့်ရွက်ကြော်တွေသွားလို့လိုက်တော့ငါခဏနေကြလိုက်ခဲ့မယ်အခုတော့ငါပန်းချန်ထဲမှာလမ်းလေးနည်းနည်းပပရှောက်ချင်သေးလို့ ဒေါ်ကြီးစကားကိုနားထောင်ပြီးခင်မုံလည်းမိဖို့ကြောင့်လေးကိုသွားလိုက်ပါတော့တယ် ဖယားရေခေါ်လိုက်ပါတော့ကျမကိုခေါ်ခိုင်းတာတော့မဟုတ်ဘူးကျမရောက်ခမရဲ့အရွက်ဆွဲလန်းနေတဲ့စိတ်ကြီးကိုဖယားစီခေါ်ဆောင်လိုက်ပါတော့ရှင်ပင်စိမ့်ရွက်နဲ့သူပင်စိမ့်ရွက်ကြော်ခန့်လိုက်တာကိုငါပျော်နေတယ်လို့ဘလို့များတွေးလိုက်တာပါလေ ဒီလိုနဲ့ပဲသူလည်းအကျော်တွေကိုမျိုးစုံလုပ်ပါတော့တယ်ဒါပေမဲ့ကြော်သမျှဟာထဲမှာတော့ပင်စိမ့်ရွက်တွေကိုထည့်ကြော်ပေးရပါတယ်ဒါကြောင့်မေခင်မုံဟာတော်တော်လေးကိုစိတ်ညစ်နေပါတော့တယ်ဒီလိုနဲ့တည့်ရမှာတော့ ချွေးမလေးဒါပါလေနင်ဒီလိုမျိုးအေးအေးဆေးဆေးဟင်းချက်နေတဲ့ဟတ်လားအပြင်မှာဘလောက်တောင်အမိုက်တွေပွားနေလိုက်လဲနင်မမြင်ဘူးလားယင်တအိမ်လုံးလဲဖုန်နေသေးတယ်ကြီးပဲအမေရဲ့သမီးကအေးအေးဆေးဆေးထမင်းချက်နေရမဟုတ်ရပါဘူးပြီးတော့သမီးဒီမှာရက်ပြီးမရက်မတန်မွေပေးနေရတာတောက်ဒီတိုင်းထားခဲ့ပြီးသွားရင်ကက်ကောင်မဆိုးလို့ပါအမေကဟင်းရွက်မျိုးစုံချက်ခိုင်းနေတာကိုနည်းနည်းလောက်ရှော့လိုက်တော့သမီးလည်းအိမ်အလုပ်လုပ်ဖို့အချိန်ပိုရလာမယ်လို့ထင်ပါတယ်အခုတော့ဟင်းမဲ့ချက်ရမလားအပြင်ထွက်ပြီးပဲတန်ရှင်းလောက်ရမလားမသိဖြစ်နေပြီ။အော်ဟုတ်လားရပါတယ်
နေရတော့အေးစေးပင်စင်းရွက်လေးပဲချက်နေလိုက်ပါအိမ်သက်ရှင်ရငါလည်းလုံးနိုင်ပါတယ်နေရဟင်းုံတော့တေချာစိတ်ရှည်လက်ရှည်နဲ့ကောင်းကောင်းလေးချက်ပေးနော် ဒီလိုပြောပြီးရောက်ခမဖြစ်သူလည်းမိဖို့ကြောင့်ကနေပြန်ထွက်သွားပါတော့တယ် ဒီလောက်ပြောရခက်တဲ့သူကငါရောက်ခမရဲလားဘလောက်ပဲပြောဘလောက်ပဲရှင်းပြဒီပါမဟုတ်တဲ့ပင်စင်းရွက်ဟင်းပဲစားချက်နေတယ်ငါတော့ဘလို့အိမ်မျိုးလက်ထပ်ဖို့ရောက်လာလည်းမသိပါဘူး ဒီလိုနဲ့ပဲခင်မောင်လိန်တယောက်တည်းပွားစီရေးရွက်ကထမင်းဟင်းတွေကိုချက်လိုက်ပါတော့တယ်ပြီးတော့အားလုံးကိုကြွေးလိုက်ပါတယ်ဒီလိုနဲ့ပဲညဘက်ရောက်တဲ့အခါမှာတော့ဟာဒါပါလေကွာဒီမှာအခန်းထဲမှာတခန်းလုံးရှုပ်ပွားနေတာမမြင်ဘူးလားဒီနေ့အိမ်တန်ရှင်းမလုပ်ကြဘူးလား ကျမလည်းချွေးမလေးကိုတန်ရှင်းလုပ်ဖို့ပြောထားပါတယ်ဒါပေမဲ့တန်ရှင်းလုပ်ခိုင်းလို့ तू ကကျမတို့အပြစ်ပြန်မြင်လိုက်သေးတယ်ဒါပေမဲ့လည်းအိမ်မှာနေ့တိုင်းအရွက်ဟင်းငါးမျိုးလောက်ပဲချက်နေရတာဆိုတော့ तू လည်းမအောင်လေတခြားဟာတွေလုပ်ဖို့အချိန်မပေးနိုင်အောင်ဖြစ်နေတာ သူပြောတာလည်းဟုတ်တော့ဟုတ်တာပဲချွေးမလေးကထမင်းဟင်းတော့ကောင်းကောင်းချက်ရှာပါတယ်သူတယောက်တည်းဆိုတော့လေဒီလောက်အလုပ်တွေအများကြီးကိုဘယ်လိုလုပ်နိုင်မှာလဲ ဒါဆိုရင်လည်းကျမတို့သားငယ်ကိုအိမ်အောင်ချပေးလိုက်ရောဒါဆိုချွေးမအစ်စ်လည်းရလာမယ်အိမ်အလုပ်တွေကိုလည်းအတူတူမျှဝေလုပ်မဲ့သူရှိလာတော့ထမင်းချက်ပြုတ်တဲ့အပိုင်းမှာလည်းအဆင်ပြေသွားသလိုအိမ်အလုပ်တွေလုပ်မဲ့အပိုင်းမှာလည်းအဆင်ပြေသွားမှာပေါ့ ဟုတ်တယ်မင်းပြောတာမှန်နေကောင်းပြီလေဒါဖြစ်ရင်လည်းငါမနဲ့ပြန်မဲ့ငါမိတ်ဆွေနဲ့စကားပြောကြည့်မယ်ငါမိတ်ဆွေဦးထွန်းရဲ့သမီးလေးကအရင်လိမ်မာပြီးတော့ယဉ်ကျေးသိမ်မွေ့တဲ့ကောင်မလေးလေပြီးတော့အလုပ်ကလည်းစဖူမှုအလုပ်လုပ်တာတွေလေ ။အော်ဟုတ်လား။ဒါဆိုပိုးတော်ကောင်းသွားသေးတယ်။စပိုမှုအလုပ်လုပ်တာဆိုတော့ကျမတို့အစားအသောက်တွေလည်းမျိုးစုံလုပ်ကျွေးနိုင်မှာပဲ။ဒါဆိုလုံးဝအဆင်ပြေပြီပေါ့ ဒီလိုမျိုးပြောပြီးတဲ့နောက်မှာတော့ဒေါ်ကြီးလေးတခန်းလုံးကိုတန်ရှင်းရေးလုပ်လိုက်ပါတော့တယ်ပြီးတော့သူတို့နှစ်ယောက်လည်းပဲအိတ်လိုက်ကြပါတော့တယ်နောက်နေ့မနက်မှာတော့ဦးမြလေးသူ့မိတ်ဆွေတွေကိုဖုန်းဆက်ပြီးတော့စကားပြောလိုက်ပါတော့တယ်ပြီးတော့သူ့သားငယ်အတွက်လက်ထပ်ပေးဖို့ကိုအတီးတတ်မှတ်လိုက်ပါတော့တယ်အတင်းပြုတ်တတ်မှတ်ပြီးတာနဲ့ပဲသူလည်းအားလုံးကိုသွားပြီးတော့သတင်းကောင်းကိုပြောပြလိုက်ပါတော့တယ် ။အခုတော့တကယ်ပြောစရာကောင်းတော့မှာပဲ။အကိုလည်းရဲ့လက်ထပ်ပွဲကိုရောက်တော့မှာဆိုတော့သမီးကတော့သမီးရဲ့ဒုတိယရောင်းမလေးကိုပဲစောင့်နေတာ။အခုတော့ရောင်းမအစ်စ်လေးရောက်လာတော့မယ် ဟုတ်တယ်မေတားလည်းရမ်းပြောတာပဲ ။အားလုံးကချွေးမအစ်စ်ရောက်လာတော့မှအရန်ပျော်နေကြပေမဲ့နင်ကြတော့ဘာလို့ဘာမှမပြောရလဲ။နင်ကအားလုံးထဲမှာအပျော်ဆုံးဖြစ်တဲ့နာလေ။ဘာလို့လဲဆိုတော့ နေရောက်မှလောင်လေးကအစားတောက်တွေချက်ပြုတ်ရတာဝါသနာပါတဲ့သူပြီးတော့အမြဲတမ်းစားလို့ကောင်းတာတွေပဲချက်ပြုတ်နေရတဲ့သူဆိုတော့နေအလုံးလုံးရတာတကယ်လွယ်ကူအဆင်ပြေမှာလေဟုတ်ကဲ့မေကျမတော့အရန်ကိုပြောပါတယ်ဒါပေမဲ့ဒီကိုရောက်လာမဲ့ချွေးမလေးကတော့ပြောနိုင်မှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့သူကထမင်းမျိုးစုံချက်ရတာဝါသနာပါတာလေအရွက်ဟင်ချက်ဖို့ဝါသနာပါတာမှမဟုတ်တာဒါကြောင့်သူသားဒီအိမ်ကိုရောက်လာရင်သူ့ဝါသနာတွေလည်းအလကားဖြစ်ကုန်မှသေချာတလောက်ပဲ သူ့မှာသူကြိုက်တဲ့ထမင်းတွေချက်နိုင်မှလည်းမဟုတ်တလို့နေ့တိုင်းအရွက်ဟင်းတွေပဲချက်နေရမှာမလို့လေ တိမ်လုံးကတော့ချွေးမသေးလေးရောက်လာမှကိုပြောနေကြပေမဲ့ခင်မုံကတော့စိတ်ထဲကနေတော်တော်လေးကိုတောကရောက်နေပါတော့တယ်ဒီလိုနဲ့ပဲနေ့ရက်တွေကြာလာခဲ့ကအိမ်မှာတော့မင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပါတော့တယ်လက်ထပ်ပွဲနေမှာတော့စီကားတွေအခမ်းအနားတွေနဲ့အတူတူသူတို့သားလေးရောက်လာပါတော့တယ်ပြီးတော့ကြီးကျယ်ခမ်းနားစွာနဲ့ပဲလက်ထပ်လိုက်ကြပါတော့တယ်ဒီလိုနဲ့ပဲအိမ်ထဲကိုဝင်ဖို့ကြိုးစိုးကြတဲ့အချိန်မှာတော့ လာပါရောင်းမလေးငါတို့နေ့ကိုကြိုးဆိုပါတယ်ငါတို့ရဲ့နွားဆန်တဲ့မိသားစုကနေကြိုးဆိုပါတယ်ဘလို့နွားဆန်တဲ့မိသားစုဟုတ်လားအမပါလို့အဲ့လိုမျိုးပြောရတာလဲရှင်နွားလို့မပြောလို့ဘလို့ပြောရမှာလဲငါတို့တခါတလေဆိုတီလူတွေရှေးဘဝတကယ်ကိုနွားဖြစ်ခဲ့ကြတယ်လို့ထင်တယ်ဒါကြောင့်ပဲတလောက်တောင်အရွက်တွေကိုကြိုက်နေကြတာပေါ့နွားမှမြက်ပေးစားတာဒီလူတွေကတော့အရွက်မှန်သမျှအကုန်စားတာဟေးဟဲ့ခင်မောင်ရေနင်ပစက်ကြီးပိတ်ပြီးဘာတွေအတွေးလို့နေရလဲ ပြီးတော့ခုနငါတို့ဘာလို့နွားမိသားစုလို့ပြောလိုက်တာလဲငါတို့ကနေ့ကိုဘာများလုပ်မိလို့လဲဟင်ဘလို့ကျမဘယ်တော့အဲ့လိုပြောမိလို့လဲမဟုတ်တာကျမအဲ့လိုမျိုးမပြောမိပါဘူးပစက်ကစကားအမှားထွက်သွားတာဖြစ်ပါလိမ့်မယ်ကျမပြောချင်တာလေနားအေးပိုင်းနေတတ်ပြီးတော့သူတစ်ပါးပေါ်စာနာတွေးပေးတတ်တဲ့ဒီလိုမျိုးမိသားစုကနေကြိုးဆိုပါတယ်လို့ပြောချင်တာပါဩအမပြောတာအဲ့လိုမျိုးလားအေးလေဟုတ်တာပေါ့ငါရောက်ခမမိသားစုဝင်နွားလို့ပြောเสียလား ဒါနဲ့လေကျမတော့ကျမရောင်းမကြီးကိုမြင်မြင်ချင်းသဘောကျသွားပြီပြီးတော့အားလုံးကလည်းစိတ်ကောင်းရှိကြတဲ့သူတွေပဲဆိုတော့ကျမအရင်ပြောပါတယ်နောက်2ရက်လောက်နေတော့အဲ့ဒီပြောတယ်အကုန်ပြောက်ပြီးဒီအိမ်ကလူတွေကကောင်းတဲ့မိသားစုတွေမဟုတ်ပဲပင်စိမ်းရွက်တွေကိုဆွဲလန်းပြီးတော့တစ်ဖက်ကန်းရောက်နေတဲ့မိသားစုဆိုတော့သဘောပေါက်သွားမှာပါကဲအခုတော့နောက်လဲကြနေပြီနင်တို့လည်းပင်မနေလောက်ပြီဆိုတော့အခန်းထဲမှာသွားနာကြတော့စောစောအိပ်ပြီးနားလိုက်ကြနော်အားရှိသွားအောင် ဟုတ်တယ်တော့ကြစို့ငါလည်းအရန်ပင်မလုံးလို့အိတ်ချင်နေပြီ
ဒီလိုပြောပြီးဝိညာဉ်နဲ့မောင်မြတ်တို့လည်းအခန်းထဲကိုသွားကအိတ်လိုက်ကြပြီးတော့တခြားအိမ်သူအိမ်သားတွေဟာလည်းပဲသူတို့အခန်းထဲကိုသွားပြီးအိတ်လိုက်ကြပါတော့တယ်ဒီလိုနဲ့ပဲနောက်နေ့မနက်မှာတော့ဝိညာဉ်ပထမဆုံးမိဖို့ကြောင့်ဝင်ရတဲ့နေ့မှာတော့ ဟာမိဖို့ကြောင့်ရအကျယ်ကြီးပါလားပြီးတော့ဟင်းချက်စရာတွေကလည်းအပြည့်စုံပဲဒီတော့ငါအားလုံးအတွက်အရသာရှိတဲ့ထမင်းမျိုးစုံမုံကြော်မျိုးစုံလုပ်ရမယ်ဒါဆိုအားလုံးကလည်းအရင်ကြိုက်နေကြမှာသိချတယ် ဒီခါမှာပဲမိဖို့ကြောင့်လေးကိုဒေါ်ကြီးကသူ့ချွေးမကြီးခင်မောင်ရဲ့သမီးဖြစ်သူရွှေစင်ရဲနဲ့အတူတူရောက်လာခဲ့ပါတယ် အော်နိုးကြပြီလားအားလုံးပဲမင်္ဂလာမနက်ခင်းပါနော်ဟုတ်ပါပြီမင်္ဂလာမနက်ခင်းပါဒါနဲ့ဒီနေ့မနက်ကိုနေမနက်စာပါရချက်မှာလဲကျမဟိုရတယ်နင်ကြိုက်တဲ့ဟင်းတွေထမင်းတွေအကုန်ချက်လို့ရတယ်ဒါပေမဲ့နင်ချက်တဲ့ဟင်းတိုင်းမှာပင်စိမ်းရွက်တွေထက်ချက်ပေးနော်အရသာပိုရှိအောင်လို့ဘလို့ပင်စိမ်းရွက်ဟုတ်လားဟုတ်တယ်လေချွေးမလေးရဲ့ပင်စိမ်းရွက်ကိုပြောတာအမေစားချင်ပင်စိမ်းရွက်ဟင်းတစ်ခွက်လောက်သမီးချက်ပေးလို့ရပါတယ်ဒါပေမဲ့အားလုံးတဲ့ကိုဘလို့လုပ်ပြီးပင်စိမ်းရွက်တွေကိုထက်ချက်မှလဲဟင်ဘာလို့အလောက်တောင်သဘောမကျဖြစ်နေရတော့အမရဲ့အမကြီးရှိနေရပဲလေအမကိုအကုန်တင်ပြရှင်းပြပေးပါလိမ့်မယ်အမလည်းဟင်းတိုင်းကိုပင်စိမ်းရွက်ထဲချက်တာဘလောက်အရသာရှိလဲချက်ကြည့်သိလာမှာပါချက်ကြည့်လိုက်နော်ဒါပေမဲ့ငါပင်စိမ်းရွက်ကိုလုံးဝမကြိုက်တာအော်မကြိုက်လေတစ်ခါလောက်တော့ချက်ကြည့်လိုက်ပါနင်ကြိုက်သွားပါလိမ့်မယ်ကဲအခုငါတို့သွားရမယ်နော်ချက်တော့ ဒီလိုပြောပြီးဒေါ်ကြီးလည်းပဲသူ့သမီးနဲ့အတူတူမိဖို့ကြောင့်လေးကနေထွက်သွားလိုက်ပါတော့တယ် အမကြီးရေဒါကဘာတွေလဲကျမဘလို့လုပ်ပြီးဟင်းတွေထဲကိုပင်စိမ်းရွက်ထည့်ချက်ရမှာလဲပြီးတော့ကျမပင်စိမ်းရွက်ကိုကြိုက်လည်းမကြိုက်ဘူးဒီတော့ကျမဘလို့စားတော့ရမှာလဲနင်ကပင်စိမ်းရွက်မကြိုက်ပေမဲ့ငါတော့အရင်ကြိုက်ခဲ့တယ်ဒါပေမဲ့အခုတော့ဒီအိမ်မှာပင်စိမ်းရွက်မျိုးစုံစားရငါလည်းမြင်တာနဲ့ကိုအန်ချင်နေပြီအခုငါလည်းပင်စိမ်းရွက်တွေမကြိုက်တော့ဘူးစားပြီးမုန်းသွားတာဆိုတော့ဘာကိုပြောတာလဲယင်ပြောချင်တာလေဒီအိမ်ကလူတွေကတာမန်လူတွေမဟုတ်ဘူးအားရန်ရတိုင်းပင်စိမ်းရွက်ပေါင်းစုံဟင်းချက်စားနေတဲ့မိသားစုပဲဒီအိမ်မှာနေ့တိုင်းပင်စိမ်းရွက်၅မျိုးလောက်ကိုဟင်းချက်စားတာဘလို့ဟုတ်တယ်လို့ဖះရေကျမတော့လေကျမနည်းနည်းချမ်းသာတဲ့အိမ်ကလူနဲ့လက်ထက်ရတာဆိုတော့မိဖို့ကြောင့်ထဲမှာစိတ်ကြိုက်သုံးပြီးချက်ပြုတ်လို့ရပြီလို့တွေးထားခဲ့တာသူတို့ကျမလုပ်တတ်တဲ့ထူးထူးခြားခြားဟင်းလျာလေးတွေနေ့တိုင်းတစ်နေ့တစ်မျိုးချက်ကျွေးမယ်လို့စိတ်ကူးရင်ထားတာဒါပေမဲ့အခုတော့ထင်သားသလိုမဟုတ်ပါလားကဲထားပါတော့အခုတော့နောက်လဲကြနေပြီဆိုတော့မြင်ချက်ပြုတ်ဖို့လှုပ်လိုက်တာပေါ့သူတို့ကြိုက်တာပဲချက်ပေးရတော့မှာဆိုတော့အရွက်ချွေရတာလည်းအချိန်ရမ်းပေးရတယ် ဒီလိုပြောပြီးသူတို့သမီးယောက်မနှစ်ယောက်လည်းပဲတယောက်တစ်မျိုးထမင်းဟင်းတွေကိုချက်ပြုတ်လိုက်ကြပါတော့တယ်အဲ့ဟင်းတွေကတော့ပင်စိမ်းရွက်ကျော်ပင်စိမ်းရွက်ချက်ပင်စိမ်းရွက်ဟင်းကျော်စသဖြင့်ပင်စိမ်းရွက်မျိုးစုံကိုတစ်မျိုးစီမတူအောင်လို့ချက်ထားတဲ့ဟင်းတွေပဲဖြစ်ပါတယ်ဒီလိုနဲ့ထမင်းဟင်းတွေကျက်သွားတဲ့အခါမှာတော့သူတို့လည်းအားလုံးကိုထမင်းဟင်းတွေကိုပြင်ဆင်ပေးလိုက်ကြပါတော့တယ်ချွေးမလေးရေနေကထမင်းရတော့တကယ်ကိုကောင်းကောင်းချက်တတ်တာပဲ ဟုတ်ပါအမကြီးထမင်းဟင်းတွေကအကုန်ရမ်းကောင်းတာပဲပြီးတော့ပင်စိမ်းရွက်ကျော်ကတော့အားလုံးထဲမှာအကောင်းဆုံးပဲထမင်းစားပြီးသွားကြတဲ့အခါမှာလူတိုင်းလေဝီရီကိုချီးကျူးလိုက်ကြပြီးတော့အားလုံးထမင်းစားပြီးကြတဲ့အခါမှာတော့ချွေးမနှစ်ယောက်လည်းဒီလိုကြောင့်လေးကိုဝင်လာခဲ့ကြပါတယ်အဲ့လူတွေကပင်စိမ်းရွက်တွေပဲမျိုးစုံချက်ထားတာ哦ဘလို့များတလောက်ကြိုက်ပြီးချီးကျူးနေနိုင်တာလဲနေပေါင်းတစ်ချက်လောက်မြည်ကြည့်အောင်မယ်ဝီရီလည်းပဲဟင်းမကန်တဲကပင်စိမ်းရွက်တွေကိုနှိုက်ပြီးမြည်ကြည့်လိုက်ပြီးမျက်နှာကြီးရှုံ့မိသွားပါတော့တယ်ဒါဘာကြီးတုံးတော်တော်ထူးဆန်းတဲ့အရသာကြီးပဲစားရတာပြီးတော့အကျော်လို့ကြော်လိုက်တော့ခါခါကြီးပါလားတရားရေကျမတော့ဘလို့နေရောက်ရောက်လာလည်းမသိပါဘူးရှင်အမရေအမဒီအိမ်ကလူတွေကဒီလိုမျိုးပင်စိမ်းပဲကြိုက်နေကြတာ哦အမသူတို့နားလည်အောင်မရှင်းပြဘူးလားငါလည်းသိချရှင်းပြတာပဲဒါပေမဲ့သူတို့ကအရွက်တွေမှာအာဟာရဓာတ်တွေအပြည့်ပါတယ်ဆိုလို့လေဟာဒါပေမဲ့တခြားစားစရာတွေမှာလည်းထိုက်တဲ့နဲ့ပရိုတင်းတို့အာဟာရဓာတ်တို့ပါတာပဲလေအေးလို့ငါဘလောက်ပြောမရဘူးလို့အခုနေလဲစောင့်ကြည့်နေလိုက်နင်ကသာထမင်းမျိုးစုံချက်ရတာကြိုက်ပေမဲ့အခုအားစပြီးနင်သူတို့ကြိုက်တဲ့ပင်စိမ်းရွက်ကြော်ပင်စိမ်းရွက်ဟင်းမျိုးစုံပဲနင်လုပ်ပေးရတော့မှာခင်းမောင်စကားကြောင့်ဝီရီလည်းတော်တော်လေးကိုစိတ်ညစ်သွားပါတော့တယ်ပြီးတော့အမြဲတမ်းလေးသူတို့သမီးယောက်မနှစ်ယောက်ကတော့အသေးစမ်းလေးပဲချက်စားဖို့ကြမ်းလိုက်တိုင်းပင်ဟင်းမဆိုပင်စိမ်းရွက်တွေကိုပဲထည့်ရပါတော့တယ်ဒါကြောင့်ပဲသူတို့နှစ်ယောက်ကစားစရာတွေကိုလည်းကောင်းကောင်းမစားနိုင်ပဲဖြစ်နေပါတယ်ဒီလိုနဲ့တည့်ရမှာတော့ဟင်အမေတို့ကတီးရောက်နေရလားအရှိမအသီးနှံတဲ့ရောက်နေတာကိုအသီးနှံလေးပါလေထွက်မော်ရကြအောင်လားဟုတ်လားငါတော့တတိမထားမိလိုက်ဘူးနင်ကငါသွားကြည့်လိုက်အောင်မယ်ခဏလေးချွေးမလေးငါလည်းနင်းနဲ့တူတူလိုက်ခဲ့မယ်ဒီလိုနဲ့သူတို့သမီးရောက်ခမ3ယောက်လည်းအိမ်ပြင်ကိုအသီးနှံတွေဝယ်ဖို့အတွက်ထွက်လာခဲ့ကြပါတယ်
ဟာတို့တို့လာတာတော့ပဲအမတို့အတွက်ပင်စင်းရွက်၅မျိုးကိုတေချာလက်လက်ဆက်ဆက်လေးဖယ်ပေးတာတွေဘာလို့လဲဆိုတော့တို့တို့ကတခြားအရာတွေလည်းမဝယ်ဘူးဆိုတော့လေ ဟုတ်တာပေါ့အဲ့လိုဖယ်ပေးထားလိုက်တော့အသီးရွက်တွေဝယ်ဖို့ငါတို့အချိန်တော့ဖြုံးနေစရာမလိုဘူးလေဒီလိုပဲနေ့တိုင်းမတူတဲ့ပင်စိမ်းရွက်လေးတွေတစ်နေ့၅မျိုးလောက်ယူလာပေးနော် ဟုတ်ကဲ့ကောင်းပါပြီဗျာဒီလိုနဲ့ပဲသူတို့အားလုံးလည်းပင်စင်းရွက်တွေကိုဒါဝယ်ပြီးတော့အိမ်ဘက်ကိုပြန်လာခဲ့ကြပါတယ် ဟဲ့ငါကြားတော့တော့သူတို့အိမ်ကချွေးမငယ်ကပင်စိမ်းရွက်တွေဆိုတော်တော်လေးမုန်းနေဆိုပဲဟဲ့ချွေးမငယ်တင်မဟုတ်ဘူးချွေးမကြီးကလည်းနေ့တိုင်းအိမ်မှာပင်စိမ်းဟင်းတွေချက်လွန်းလို့ထမင်းအောင်စားမဝင်လောက်အောင်ဖြစ်နေတယ်လို့ပြောတယ်ဒါတောင်အဲ့ဒီတော်ကြီးကတော့သူ့ချွေးမတွေကိုမတနာအောင်ထင်တယ်အေးဟာသူတို့လည်းနေရတာခက်ခဲရှာမှာနော်နေ့တိုင်းပင်စိမ်းဟင်းမဲ့ချက်နေရလို့ချွေးမတွေလည်းခေါင်းနဲ့ခြောက်နေလာပြီသူတို့ရောက်ခမတွေကပင်စိမ်းရွက်နဲ့ပတ်သက်ရင်အယူအမူဖြစ်နေတာဆိုတော့လေသူတို့မပြောရဲရှာအောင်ထက်နေ ဒီလိုမျိုးရက်ကွက်ထဲကလူတွေပါကြာတော့သူတို့ကိုအတင်းပြောလာကြပါတယ်ပြီးတော့ရက်ကွက်ထဲမှာလည်းသူတို့အိမ်နာမည်ကိုပင်စင်းရွက်အိမ်လို့နာမည်ပေးထားကြပါတော့တယ်ချွေးမနှစ်ယောက်ဈေးသွားဝင်ရင်လည်းအသီးနှံတွေဟာကိုယ်တိုင်ကိုယ်ကျပင်စင်းရွက်ပေါင်းစုံကိုဖေးထားပေးပါတယ် တော်ပြီအခုတော့ထပ်ပြီးမစားချင်တော့ဘူးအဲ့ဒီပင်စိမ်းတွေကိုအခုတော့တီရောက်ခမတွေနဲ့နေရတာအစိတ်တောက်တွေဖြစ်နေပြီတကယ်ပါအမရဲ့ကျမအမေအိမ်မှာတော့ဆိုပင်စိမ်းရွက်တွေဆိုလက်နဲ့တောင်ကျွေးတာမဟုတ်ဘူးဒါပေမဲ့တီမာတော့လေနေ့တိုင်းအဲ့ဒီပင်စိမ်းရွက်ပဲစားနေရတယ်မစားချင်လည်းပြောလို့မရအောင်ငါတော့နေ့တိုင်းအဲ့ဒီရွက်ဟင်းပဲစားရင်တကယ်အသီးနှံဟင်းတွေကအရသာပါလဲဆိုတာတော့မိတ်နေပြီဘလို့ဆက်လုပ်ရမှာလဲမသိတော့ဘူးအခုတော့တော်တော်လေးကိုလွန်သွားပြီကျမတီကိုရောက်တာတစ်လလောက်ရှိပြီဟာ哦အဲ့တစ်လလုံးပင်စိမ်းရွက်ဟင်းပဲစားနေရတာအခုတော့အမေနဲ့စကားပြောမှကိုဖြစ်တော့မယ် ဒီခါမှာပဲအခန်းထဲကိုဒိုကြီးကရောက်လာပါတော့တယ် ဟဲ့နင်တို့ညောင်ဘာတွေအကျိတ်နဲ့ပြောနေရလဲမဟုတ်တာမေရဲ့ဘာမှမပြောပါဘူးကျမတို့ပြောနေတာဟင်းချက်တဲ့ကိစ္စပါအိမ်မှာနေ့တိုင်းပင်စိမ်းတွေပဲချက်နေလို့သမီးတို့ကဆက်ပြီးမစားနိုင်တော့ဘူးအမေနေ့တိုင်းစားတော့မုန်းလာပြီဟုတ်တယ်မေအခုကပင်စိမ်းရွက်ကိုဟင်းလို့စားနေတာမဟုတ်ပဲဆေးဝါးလို့နေ့တိုင်းဆွဲလန်းကြီးစားနေတာတော့မဟုတ်သေးဘူးလို့ထင်တယ်နေ့တိုင်းစားတော့ဘာဖြစ်လို့လဲဆေးဖက်ဝင်လို့စားတာပဲလေပင်စိမ်းရွက်တွေမှာဘလောက်တောင်ပရိုတင်းဓာတ်တွေပါလဲသိရလားပြီးတော့ခန္ဓာကိုယ်အတွက်လည်းအရန်ကောင်းတယ်အမေဒီလောကကြီးမှာအသီးနှံတွေတလောက်မျိုးစုံရှိနေရလေပြီးတော့အဲ့ဒီအသီးနှံတွေကပင်စိမ်းရွက်ထက်တောင်ခန္ဓာကိုယ်အတွက်ပိုကောင်းပါသေးတယ်ဟုတ်တယ်မေအမေတို့ကပင်စိမ်းရွက်တွေကိုအရင်ကြိုက်ကြတယ်ဆိုတာသိပါတယ်ဒါကြောင့်ဟင်းချက်ရင်အမေတို့အတွက်တစ်ခွက်လောက်ထည့်ချက်ပေးရတယ်ဆိုရင်အဆင်ပြေပါသေးတယ်ဒါပေမဲ့အခုဟာကြတော့နေ့တိုင်းကြီး9မျိုးလောက်ချက်ဖို့ကလိုမမလို့တာဒီမဲ့ချွေးမကြီးငါအဲ့ဒါတွေလုံးဝမသိချင်ဘူးငါတော့နေ့တိုင်းအိမ်မှာပင်စိမ်းရွက်9မျိုးလောက်ကိုထမင်းစားစပွဲပေါ်မှာမြင်ချင်တယ်ကျန်တဲ့နင်တို့စားချင်တာတွေကိုစားချင်တယ်ဆိုရင်ကျန်တဲ့နင်တို့စားချင်တာတွေကိုချက်စားချင်တယ်ဆိုရင်လည်းရတယ်ချက်စားကြ ဒီလိုပြောပြီးဒေါ်ကြီးလည်းနေရာကနေထွက်သွားလိုက်ပါတော့တယ် ဒီပင်စိမ်းရွက်ဟင်းတွေကိုပဲနေ့တိုင်းမျိုးစုံချက်နေရလို့အိမ်အလုပ်တွေတောင်ကောင်းကောင်းမလုပ်နိုင်ပါဘူးဆိုကို့အတွက်တတ်ပါဘလို့လုပ်ပြီးထက်ချက်မလဲတကယ်ပါဘယ်တော့မှသူတို့တွေကအတိတရားရသွားမလဲမသိဘူးဖះရေတခုခုတော့လုပ်ပါအောင်အခုတော့ဖះပဲသူတို့ဆုံးမဖို့တတ်နိုင်ပါတော့မယ်ကျမတို့စကားတော့ဒီအိမ်မှာအရာမဝင်တော့ဘူးဆိုတော့ကဲလာငါတို့အရွက်ပဲသွားချွေရအောင်ပါမဟုတ်ရင်ငါတို့ဟင်းချက်ဖို့လည်းနောက်ကြအောင်မယ်ဒီလူတွေကတော့ဘာပူပင်းမှမရှိပဲစားတော့ပြီးအိတ်ကြမဲ့သူတွေ ခင်မောင်စကားကိုနားထောင်ပြီးသူတို့တွေလည်းဟင်းချက်ကြဖို့အတွက်မိဖို့ကြောင့်ကိုသွားလိုက်ကြပါတော့တယ်ပြီးတော့ရက်တွေကိုလှီးတာချွေတာတွေလုပ်ပြီးတော့ပြောင်းစင်အောင်ဈေးကြောကပင်စင်းရွက်ဟင်းမျိုးစုံကိုချက်ပြုတ်လိုက်ပါတော့တယ်ဒီလိုနဲ့ပဲနောက်ရမှာတော့ ဘလို့ဒီနေ့ပင်စိမ့်နေမပါအောင်လား ဟုတ်တယ်ဗျယူလာဖို့လုံနေရင်ကမေ့ပြီးပါမလာမိတာဗျာ ဒါဆိုအခုငါတို့ကဈေးတက်တိသွားဝယ်ရတော့မှာပေါ့ကဲလာချွေးမတို့ရေဈေးကိုသွားရအောင်ဟဲ့ရီရီရဲ့နေ့တိုင်းလဲအဲ့ဒီပင်စိမ့်ရွက်ပဲစားနေရပဲလေဒီနေ့တခြားဝယ်သွားပြီးအသီးနှံလေးပါလေးချက်ပါလားနေပါကျမဘာလို့အဲ့ဒါတွေကိုချက်စားရမှာလဲငါတို့အိမ်မှာနေ့တိုင်းပင်စိမ့်ချက်ရင်ဒီနေ့လည်းပင်စိမ့်ပဲချက်ရမယ်ပြီးတော့အခုငါတို့ကဈေးထိသွားပြီးပင်စိမ့်ကိုရအောင်ဝယ်မယ်ချွေးမတို့ရေနင်တို့ကဒီမှာနေအောင်အခုပဲငါအိမ်ကနေချင်အောင်သွားယူလာအောင်မယ် ဒီလိုပြောပြီးဈေးဝယ်ချင်းယူဖို့ဒေါ်ကြီးလည်းပဲအိမ်ထဲကိုပြန်ဝင်သွားပါတော့တယ် အသီးနှံတွေကပင်စိမ့်မပါဘူးဆိုလို့ငါအရင်ပျော်သွားတာငါတို့ရက်ခမပင်စိမ့်ရွက်တွေဝယ်ဖို့ဈေးတိပါတကူတကသွားလိုက်မယ်လို့ဘသူကထင်ပါလဲတခါတလေတွေးမိတယ်သိလားအိမ်ထဲကိုဆူနာမီဝင်လာခဏလေးဆိုပြီးအရင်ပင်စိမ့်ဟင်းကိုချက်ခိုင်းမလားမသိဘူးနော်သူတို့တွေကလေဟုတ်ပါဟဲ့ ဒီလိုပြောပြီးသူတို့လည်းပင်စိမ်းအကြောင်းတွေကိုပြောကရင်းနေကြပါတယ်
ဒီခါမှာပဲဒေါ်ကြီးဟာအိမ်ထဲကနေထွက်လာပြီးတော့သူတို့ 3 ယောက်အတူတူပင်စိမ်းရွက်တွေဝယ်ဖို့အတွက်ဈေးကိုသွားလိုက်ကြပါတော့တယ် ငါ့ကိုပင်စိမ်းရွက်တစ်မျိုးစီ9မျိုးလောက်ပေးပါ ဘလို့ တလောက်အများကြီးဝယ်မှာတော့ဈေးတယ်တောင်အံ့ဩနေပြီမြင်လားဟင်ပြောနေတာမကြောက်လားပင်စိမ်းရွက်ကိုမတူတာတစ်မျိုးစီ9မျိုးပေးပါဆို ဟုတ်ကြားပါတယ်မကြီးဒါမဲ့ဒီလောက်ပင်စိမ်းရွက်တွေအများကြီးဘာလို့မလို့လဲဗျ ငါဘာလို့လုပ်ပေါ့နင်ကနင်ရောင်းရမယ့်အလုပ်ကိုနင်လုပ်စမ်းပါကဲအခုငါလိုချင်တာတွေမြန်ပေး ဟုတ်ကဲ့ကောင်းပါပြီရောပါဒီလိုနဲ့ပဲဒေါ်ကြီးနဲ့ချွေးမနှစ်ယောက်လည်းပင်စိမ်းရွက်တွေကိုဝယ်ကအင်ကိုပြန်လာခဲ့ကြပါတယ်ဒီခါမှာပဲလမ်းမှာသူတို့ရဲ့တငယ်ချင်းတွေနဲ့တွေ့လိုက်ရပါတော့တယ် ဟဲဝီရီတို့ပါလားမတွေ့ရတာတောင်တော်တော်ကြပြီဟုတ်ပါဟဲနင်ကရောက်ခမရောက်ပြီးတော့ငါတို့မေ့နေပြီပေါ့အဲ့လိုမဟုတ်ပါဘူးဟာငါတို့မကြာခဏဖုန်းပြောဖြစ်ကြတာပဲ哦ဒါပေမဲ့အဲ့ဒါလည်းငါတို့ဖက်ကခေါ်မှတခါတလေနင်ကိုင်းနာပါအဲ့လိုလည်းမဟုတ်ရပါဘူးဟဲဒါဆိုဘာလဲပြောငါဒီတိုင်းခဏနေပါအောင်ငါတို့ဒီလောက်အကြိုင်းနေမှပြန်တွေ့တာ哦ဒီတိုင်းပဲနေတော့မလို့လားငါတို့ဖတ်ထုတ်လေးပါလေးသွားစားရအောင်လေဟုတ်သားပဲလာလေအားလုံးတူတူသွားပြီးတော့ဖတ်ထုတ်သွားစားကြစို့ပျော်စရာကောင်းမှာပဲဘာလို့ဖတ်ထုတ်လဲငါတို့အဲ့လိုမုံအထူးဆန်းတွေမကြိုက်ပါဘူးဟဲအော်အမေရဲ့တစ်ခါတော့ပဲစားကြည့်ပါအောင်အရင်ကကောင်းလို့အမေကြိုက်သွားမှာ ဒီလိုနဲ့ပဲနီနီနဲ့နှင်းပွင့်တို့ကအတင်းခေါ်နေတာမို့ဒေါ်ကြီးပါသူတို့နဲ့အတူတူဖတ်ထုတ်ဆိုင်ကိုရောက်သွားပါတော့တယ်ပြီးတော့အားလုံးအတူတူထိုင်ကဖတ်ထုတ်တွေကိုစားနေကြပါတယ် ဖတ်ထုတ်တွေကကောင်းလိုက်တာဟဲ့ဟုတ်ပါဖတ်ထုတ်လေးစားလိုက်မှပဲနေလို့ကောင်းသွားတော့တယ်ဘလို့ဖတ်ထုတ်စားပြီးမှနေလို့ကောင်းသွားတယ်ဟဟလားနင်တို့ဒါကြီးကိုစားတာဘလို့မှမနေဘူးလားဒီထဲမှာပါပင်စိမ့်ရွက်မှလည်းမပါတာ哦နင်တို့တွေကတော့ဘာတွေကြိုက်နေမှန်းကိုမသိဘူးဟင်အတော်ရဲ့ဘသူကဖတ်ထုတ်ကိုပင်စိမ့်ရွက်ထည့်စားလို့လဲအေးအဲ့ဒါကြောင့်ပြောတာပေါ့ဘာလို့မထည့်တာလဲလို့ဒီလိုဟာပင်စိမ့်ရွက်လေးပါလေးထည့်လို့ရမှာဒါမှဖတ်ထုတ်ကစားလို့ကောင်းမှာပေါ့ ဒေါ်ကြီးစကားကြောင့်အားလုံးလည်းပဲအားပါတရရှိလိုက်ကြပါတော့တယ် နင်တို့ရောက်ခမအထူးဆန်းနော်ဖတ်ထုတ်ကိုပင်စိမ့်များထည့်စားအောင်မတဲ့အိမ်ရောက်လှုပ်ကျွေးလိုက်စမ်းပါအရသာတိသွားအောင် ဒီလိုမျိုးဝိကြီးတငယ်ချင်းတွေကတော့သူတို့ကိုလှောင်တလူလူပြောပြီးတော့အားရပါရရှိနေကြပါတော့တယ်ဒီလိုနဲ့ပဲသူတို့တွေလည်းအိမ်ကိုပြန်လာခဲ့ကြပြီးတော့ဒေါ်ကြီးလည်းအိမ်ရောက်တာနဲ့ပဲမိဖို့ကြောင့်ကိုသွားကဖတ်ထုတ်တွေကိုလှုပ်လိုက်ပါတော့တယ် ဟင်အမေအဲ့ဒါဘာလို့မလို့လဲငါဖတ်ထုတ်လုံးမလို့ဟေ့ဘလို့အမေတကယ်ပဲပင်စိမ့်ရွက်ဖတ်ထုတ်တွေလုံးမလို့လားအေးလေလှုပ်တော့ဘာဖြစ်လို့လဲနင်တို့တွေလည်းငါလှုပ်တာကြည့်ပြီးအသက်ဆန်းလေးတွေတင်ယူလို့ရတာပေါ့ကဲသွားပြီးတော့အိတ်ခဲမှာသွားဆောင်နေကြငါနင်တို့ကိုပင်စိမ့်နဲ့ဘလောက်ကောင်းတဲ့ဖတ်ထုတ်တွေလှုပ်လို့ရလဲဆိုတာလှုပ်ပြမယ်ကဲဘာရက်ကြည့်နေကြလဲသွားကြပါဆို ဒေါ်ကြီးစကားကြောင့်သူတို့တွေလည်းမိဖို့ကြောင့်လေးကနေထွက်သွားလိုက်ကြပါတော့တယ်ပြီးလို့အပြင်ကိုရောက်တဲ့အခါမှာတော့ အမေကတော့ဘာတွေလုပ်ပြီးငါတို့ဘာတွေစားရမလဲမသိပါဘူးဟဲ့တကယ်အမေရှိမှအဲ့ဒီပင်စိမ့်မကောင်းကြောင်းလဲပြောလို့ကိုမရတာပင်စိမ့်ကြီးနဲ့များဖတ်ထုတ်လုပ်အောင်မယ်တဲ့အရသာကြီးကဘလောက်ထူးဆန်းနေလိုက်မလဲပြောတာနဲ့တင်အန်ချင်လာပြီစားလိုက်တော့ဘလို့နေမလဲမသိဘူး တစ်ဖက်ကဒေါ်ကြီးကတော့ပင်စိမ်းရွက်တွေကိုစားထည့်ပြီးတော့အိုးထဲမှာထိတ်နှက်ခါအရသာမှုန့်လေးငရုတ်သီးမှုန့်တွေကိုထည့်ပြီးချက်ထားလိုက်ပါတော့တယ်ပြီးတော့ဖတ်ထုတ်ရက်တွေကိုပြုတ်လုပ်ပြီးတော့ဖတ်ထုတ်တွေကိုပေါင်းလိုက်ပါတော့တယ်အဲ့ဖတ်ထုတ်တွေကတော့ပင်စိမ်းဖတ်ထုတ်တွေပဲဖြစ်ပြီးအဲ့တော်တွေကိုတော့သူဟာအားလုံးကိုသွားပြီးချပေးလိုက်ပါတော့တယ်အမေကတကယ်ကိုတော်တာပဲဖတ်ထုတ်ကအရသာရှိလိုက်တာဟုတ်ပါမင်းလည်းရအောင်ကောင်းလိုက်တာဒီနေ့တော့စားလို့ကောင်းပြီအမေကကျမ်းမာရေးနဲ့လည်းညီညွတ်ပြီးတော့စားလို့ကောင်းတဲ့ဖတ်ထုတ်ကိုလှုပ်ထားတာပဲ တလောက်ထူးဆန်းတဲ့ဖတ်ထုတ်ကြီးကိုဘာတွေများအလောက်ကြိုက်နေကြလဲကျမ်းမာရေးနဲ့ညီညွတ်တာနည်းနည်းပါသူတို့စားချင်လို့ဇို့အမွန်းတင်နေကြတာအမလီဖျားရေငါတော့သူတို့ဖတ်ထုတ်ကြီးကိုကြည့်ပြီးအန်ချင်လာပြီသူတို့ကတော့ဘလို့တွေစားနေကြလဲမသိဘူးငါကတော့လေငါရောက်ခမအိမ်ကိုရောက်ရင်ထမင်းမျိုးစုံချက်ကျွေးချင်တယ်လို့တွေးထားတာဒီမှာတော့ပင်စိမ့်ရွက်မျိုးစုံပဲချက်နေတယ် ဒီလိုမျိုးဒေါ်ကြီးကတော့ပင်စိမ်းဖတ်ထုတ်တွေကိုလှုပ်ပေးလိုက်ပြီးတမိသားစုလုံးကလည်းအာပါရီယာစားနေကြပါတယ်သူတို့ဟာပင်စိမ်းတွေကိုပလာတာတွေလေးထိတ်စားတယ်လို့ပါမုံဆန်ဝစ်စရာတွေလေးထိတ်စားပြီးဟင်းနိုင်ကိုလည်းပင်စိမ်းရွက်တွေနဲ့သာချက်စားကြပါတယ်ဒါကြောင့်မိချွေးမနှစ်ယောက်ကတော့တော်တော်လေးကိုတောကရောက်နေရပါတယ်ဒီလိုနဲ့တည့်ရမှာတော့ဖះရှိခိုးနေချိန်ပါပဲ ဒီမဲမေဖះပူစော်ဖို့ပါပြီးတော့စွန်းတော်တင်တဲ့ဟာတွေလည်းယူလာတယ်မေ ဒီလိုမျိုးသူလည်းဖះပူဇော်ပြီးအင်္ဂလူတွေကိုလိုက်ပြီးတော့စွန်းတော်ရီပြီးနေတော့မှာပဲရုတ်တရက်ခင်မုံလက်ထဲကပူဇော်ဘန်းဟာအောက်ကိုပြုတ်ကျသွားပြီးတော့တတိလက်ပြီးမိလိမ့်သွားပါတော့တယ်
ဘာဖြစ်လာလဲခင်မုံမင်းအရှင်ပြေးလားထောက်ပါအောင်ဟေးခင်မုံကြီးအခုစိတ်မပူပါနဲ့ကျွန်တော်ဆရာဝန်ခေါ်လိုက်မယ်ဒီလိုနဲ့ပဲသူတို့လည်းခင်မုံကိုဆိုဖာဘောကိုရွှေထားလိုက်ကြပါတယ်ပြီးတော့ချက်ချင်းပဲဆရာဝန်ကိုခေါ်လိုက်ပြီးတော့ဆရာဝန်ကလည်းစစ်ဆေးလိုက်ပါတယ်ဒီခါမှာဆရာဝန်လည်းသူတို့ကိုသတင်းကောင်းပေးလိုက်ပါတော့တယ်လမ်းစရာမလိုပါဘူးအခုခမရတို့ချွေးမလေးမှာကိုဝင်ရှိနေပါပြီဘလူးတကယ်လားဗျကျွန်တော်အဖေဖြစ်တော့မှာလား အမလီငါတို့ယုံတော့မယုံနိုင်တော့ဘူးငါအတော်ဖြစ်တော့မယ်တဲ့လားချွေးမလေးကငါတို့အတွက်သတင်းကောင်းကိုတည်ဆောင်လာတာပဲငါတော့မြေးရတော့မယ်လို့ကြားပြီးထားကချင်လာပြီဟေးဒီလိုပြောပြီးတော့ဒေါ်ကြီးနဲ့ရွှေစင်လည်းအတိုင်းထက်အလွန်ကိုပျော်နေကြပါတော့တယ်ဒိန်လုံးမှလည်းပျော်လွန်းလို့ပျော်ရင်းနဲ့သာပြည်နေပါတယ်ဒီခါမှာပဲခင်မဟာသတိပြန်လဲလာပြီးတော့အားလုံးကလည်းသူ့ကိုသတင်းကောင်းပြောပြလိုက်ကြပါတော့တယ်ဘလို့ဒါတကယ်ပဲလားကျမတော့မယုံနိုင်ဘူးမယုံချင်လဲယုံမရမယ်နော်ဒါတကယ်ပါအမရဲ့ဟုတ်တယ်အမအခုအစပြီးအမကိုယ်တိုင်နဲ့မဟုတ်ဘူးနော်ဒီလောကကြီးတဲ့ကိုရောက်လာတော့မယ်အမကလေးလေးကိုပါကြည့်ဆိုင်ရတော့မယ်ဟုတ်တယ်ချွေးမလေးအခုနေအိမ်လောက်တွေဘာမှလုပ်เสียမလို့တော့ဘူးအခုနေကနှင်းကုန်နေမှကြည့်ဆိုင်ပါဟုတ်တယ်အမအခုအိမ်လောက်တွေအကုန်ကျမပဲလုပ်ပါမယ်ဘာလို့လဲဆိုတော့ကျမလည်းအခုအတော်ဖြစ်တော့မှမလို့လေကဲနင်တို့တွေစကားပြောနေကြအောင်ငါရက်ွက်ထဲကလူတွေကိုတရင်ကောင်းလိုက်ပြောမယ်ဟေ့အခုငါပထမဆုံးအဖွားဖြစ်ရမှာဆိုတော့ဒီအပြောမျှဝေရမှာပေါ့ဒီလိုပြောပြီးဒေါ်ကြီးလည်းရက်ွက်ထဲကလူတွေကိုသတင်းကောင်းပြောပြလိုက်ပြီးမုံချိုတွေကိုလည်းပဲဝေပေးလိုက်ပါတော့တယ်ဒါကြောင့်ရက်ွက်ထဲကလူတွေလည်းသူ့အတွက်ဝမ်းသာနေကြပြီးတော့အားလုံးဟာလည်းခင်မုံကိုအရန်ကယူဆိုင်ကြပါတော့တယ်ဒီလိုနဲ့ပဲတပတ်လောက်ကြာသွားပြီးတဲ့နောက်မှာတော့ဘလို့ပင်စိမ်းဟင်းကြီးပဲလားကျမတို့ဒါတွေလုံးဝမစားချင်ဘူးရပါတယ်မရေဒီလိုအချိန်မှာအဲ့လိုပဲဖြစ်တတ်ပါတယ်အခုပဲကျမသွားပြီးတခြားတစ်ခုခုထပ်လုပ်ပေးမယ်နော်မဟုတ်သေးဘူးနင်ဦးခင်မောင်နင်ဒီပင်စိမ်းဟင်းကိုပဲဝအောင်စားလိုက်ပါနင်အဲ့ဒီဟင်းကိုမကြိုက်ဘူးဆိုရင်ဒီဘက်ကကြော်ထားတဲ့ဟာကိုစားအဲ့တော့မကြိုက်သေးဘူးဆိုရင်ပေးနဲ့ရောချက်ထားတဲ့ပင်စိမ်းဟင်းကိုစားဒါပေမဲ့ပင်စိမ်းကိုတော့စားကိုစားရမယ်ပင်စိမ်းကကျမကြီးအတွက်ရမ်းကောင်းတယ်ဒေါ်ကြီးစကားကြောင့်မစားခြင်းပေမဲ့လည်းခင်မုံကစားရပါတော့တယ်ဒါကြောင့်သူဟာအရင်ကိုအံပါတော့တယ်အမရေအမအဆင်ပြေပါနော်မြင်လားမေအဲ့ဒီပင်စိမ်းနဲ့စားပြီးအမအန်နေပြီအခုတခြားတစ်ခုခုလေးပဲစားပါနော်တော်စန်းဝီအဲ့ဒါပင်စိမ်းတွေကြောင့်ဖြစ်တာမဟုတ်ဘူးဒီလိုအချိန်တွေမှာဘသူမဆိုအဲ့လိုပဲအန်ကြတာပဲပြီးတော့ပင်စိမ်းတွေကကိုဝင်တယ်တွေအတွက်လည်းအားရှိစေတယ်အဲ့ဒါကြောင့်ချွေးမကြီးကပင်စိမ်းပဲစားရမယ်ကိုဝင်ရှိနေတာတောင်ခင်မုံကတော့သူကြိုက်တာလေးတစ်ခုမှကိုစိတ်ကြိုက်မစားနိုင်ပါဘူးသူဟာအမြဲတမ်းပင်စိမ်းဟင်းတွေကိုပဲစားနေရပြီးတော့တေချာအစားလေးကောင်းကောင်းမဝင်တာကြောင့်မို့သူ့ရဲ့ခန္ဓာကိုယ်လည်းအားနေလာပါတော့တယ်သူဟာတနေ့ကုန်ပြုတ်လိုက်အလိုက်ဖြစ်နေပြီးတော့အစားလေးမဝင်မိန်နောက်ဆုံးအိယာတွေပဲလဲနေပါတော့တယ်ငါပိုက်တွေနားလိုက်တာအမေကိုဝင်ဆောင်ကဆဆိုဒီလိုပိုက်နာတာတွေဘာတွေမဖြစ်တတ်ပါဘူးကြောင်နေကဘာလို့ပိုက်နာနေရလဲဒုက္ခပါပဲကြည်လို့နေတရေလောက်အိတ်လိုက်ပါလားချွေးမလေးနည်းနည်းသက်သာသွားအောင်လို့လေဒီလိုပြောနေရင်ကပဲသူဟာရုတ်တရက်မူလာပြီးတတိလစ်သွားပါတော့တယ်ဟာမင်းတို့ကဘာရက်ကြည့်နေတာလဲသွားအမြင်ဆရာဝန်ခေါ်လိုက်ကြဟုတ်ကျွန်တော်ခုပဲခေါ်လိုက်ပါမယ်ဒါနဲ့ပဲဆရာဝန်ရောက်လာပြီးတော့သူ့ကိုစစ်ဆေးပေးလိုက်ပါတော့တယ်ကြီးကြီးမားမားတော့ဖြစ်တာမဟုတ်ဘူးဗျသူအရန်ကိုအားနေနေတာသူ့ခန္ဓာကိုယ်မှာများတဲ့ဓာတ်တွေလည်းများနေပြီးတော့နည်းတဲ့ဓာတ်တွေကလည်းရန်နေလွန်နေတယ်ခန္ဓာကိုယ်ထဲမှာအာဟာရတွေမမျှမတဖြစ်နေတာမျိုးပေါ့အဲ့ဒါကနေဒီလိုဖြစ်သွားတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဘာလို့အဲ့လိုဖြစ်တာလဲကျမချွေးမလေးကိုကျမနေ့တိုင်းအားရှိအောင်ပင်စိမ်းရွက်တွေတလောက်ကျွေးနေတာအဲ့ဒါဘလောက်တောင်ပရိုတင်းဓာတ်တွေကျွဲဝါလိုက်လဲသူကမစားချင်အောင်ပြောတာတောင်ကျမသူ့ကိုပင်စိမ်းတွေစားအောင်ဆွတ်ကျွေးခဲ့ရသေးတာဘလို့နေ့တိုင်းပင်စိမ်းရွက်တွေကျွေးတယ်ဟုတ်လားနေ့တိုင်းဘာကိစ္စကျွေးတာလဲဒီလောက်အသီးနှံတွေပေါ်နေတာအဲ့ဒါတွေကြောင့်ပဲသူဒီလိုဖြစ်တာနေမှာပရိုတင်းကျွဲဝါတွေဆိုတိုင်းအလွန်ကျွံစားလို့မရဘူးခန္ဓာကိုယ်ထဲမှာတင်းတင်းမျှတအောင်စားပေးရမှာပေါ့ပြီးတော့ခမရကမစားချင်တာတော့အတင်းကျွေးသေးတယ်ပေါ့လေဒါတော်တော်မသိတော့တာပဲဒါဆိုဆရာကြီးကျမတို့အမကိုနေကောင်းလာအောင်ပါရီလှုပ်ပေးတင်လဲဒီလိုတွေဖြစ်နေတာပြောကောင်းနိုင်ပါမလားအရင်ဆုံးတော့ခမရတို့နေတိုင်းသူ့ကိုပင်စင်းရွက်ကျွေးတယ်ဆိုတာကိုရက်လိုက်ပါပင်စင်းရွက်ကကျမ်းမာရေးအတွက်ကောင်းတာတော့ဟုတ်ပါတယ်ဒါမဲ့နည်းနည်းလောက်စားရင်လုံလောက်ပါပြီနေတိုင်းပင်စင်းတွေပဲစားနေလို့ကတော့စိုးရတာတွေတောင်ဖြစ်လာနိုင်တယ်ခမရတို့ပင်စင်းတစ်မျိုးတည်းပဲစားနေရင်တော့အာဟာရတစ်မျိုးတည်းပဲရနေမှာပေါ့အမျိုးစုံအသီးရွက်တွေစားရင်တော့အမျိုးစုံတဲ့အာဟာရတွေရနေမှာလေ
အခုကျွန်တော်ကတော့လုံးတင်တာကိုပြောပြီးဆိုတော့ကျန်တာခမရတို့သဘောပါတကယ်လို့ခမရဒီလိုပဲဆက်စားနေရင်တော့ဘာမှမဆိုဖြစ်လာနိုင်တယ်ဒီလိုပြောပြီးတော့ဆရာဝန်လေးပြန်သွားလိုက်ပါတော့တယ်ဒီခါမှာခင်မုံလေးသတိပြန်ရလာခဲ့ပါတယ် မြင်လားမေဒါကြောင့်သမီးတို့ပြောနေရပေါ့ပင်စိမ်းတွေကိုစားတာတော့ကောင်းမိမဲ့အလွန်ကျွန်တော်မကောင်းပါဘူးဆိုတာငါတကယ်ပဲငါအမားတွေကိုသဘောပေါက်ပါပြီငါချွေးမလေးပေါ့အဲ့လိုအတင်းကျပ်မလုပ်ခိုင်းခဲ့တတ်မအောင်ချွေးမကြီးကိုတင်မဟုတ်ပါဘူးနင့်ကိုလည်းအဲ့လိုမစားခိုင်းတတ်နာအောင်ငါပင်စိမ်းရွက်တွေကြိုက်လွန်းလို့တခြားအသီးနဲ့ဟင်းတွေတောင်တတိမရနိုင်လောက်အောင်ဖြစ်ခဲ့မိတာပါ ဟုတ်ပါတယ်အဲ့ဒါကသူတွေမဟုတ်ဘူးငါလည်းမတယ်ငါလည်းပင်စိမ်းတွေရမ်းကြိုက်ခဲ့မိလို့ပါပြီးတော့ငါတို့ကြိုက်တာကိုပဲငါတို့အလေးထားခဲ့မိလို့လိုအပ်တာထပ်ပိုပြီးမစားတဲ့နာကိုပါမေးသွားခဲ့မိတာပဲဒီလိုနဲ့ပဲအားလုံးလည်းသူတို့ရဲ့တည်ယူတမ်းမှုတွေကိုအတီးတရားရသွားပြီးချွေးမတွေကိုလည်းတောင်းပန်လိုက်ကြပါတော့တယ် အမေကျမနဲ့ရောင်းမလေးလည်းအမေကိုအရန်ကိုရှင်းပြခဲ့တယ်လေဟုတ်ပါတယ်နင်ပြောတာမှန်ပါတယ်ငါအခုငါအမားတွေသဘောပေါက်ပါပြီအခုအားစပြီးငါတို့အိမ်မှာပင်စိမ်းရွက်ဟင်း၅မျိုးမချက်တော့ပဲအသီးနဲ့ဟင်းမျိုးစုံချက်ပါတော့မယ်ပြီးတော့နင်တို့ကြိုက်တာတွေကိုပဲနင်တို့ချက်စားကြပါနောက်ဆုံးတော့အမကြီးရဲ့ကျေးဇူးကြောင့်လေကျမလည်းပင်စိမ်းရွက်ရန်နေကင်းလွတ်ပြီပေါ့ဟုတ်ပါနော်နင်လည်းမဟုတ်ရင်နေ့တိုင်းပင်စိမ်းရွက်တွေစားနေရလို့စိတ်ညစ်နေရတာအခုအားစပြီးငါလည်းကောင်းကောင်းသဘောပေါက်သွားပါပြီတခုခုကငါတို့ကျမ်းမာရေးအတွက်ကောင်းတယ်ဆိုတိုင်းအလွန်ကြုံမစားသင့်ကြအောင်ပေါ့ အဲ့နောက်ပိုင်းမှာတော့နေတိုင်းအိမ်မှာဟင်းသီးဟင်းရွက်တွေတနေ့တစ်မျိုးမျိုးစုံကိုသာချက်ပြုတ်စားပါတော့တယ်ဒါကြောင့်ခင်မုံလေးအားတွေပြန်ပြေးလာပြီးကျမ်းမာစွာနဲ့ပဲကိုဝင်ဆောင်နိုင်ပါတော့တယ်ပြီးတော့တမိသားစုလုံးလေးပင်စင်းရွက်တွေကိုပဲကြိုက်တဲ့စိတ်ကိုစွန့်လွတ်လိုက်ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်